ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်။သင်ဟာကိုယ်တောင်သတိမထားမိပဲသူများကိုအရန်အားကိုးနေမိပြီလား။ဒါဆိုရင်ပုံမြန်လေးကိုအဆုံးထိနာတော်တာဆင်ခံစားကြည့်ပါရှင်။တညာနဲ့ကြီးပုံကိုကြီးတအုပ်အိမ်ပြန်လာခဲ့တယ်။အပြင်မှာအရန်အေးပြီးလေကပြင်းထန်နေတယ်။ညကတိတ်ဆိတ်လွန်နေ။ကားကအင်ဂျီတွေကိုဝင်လာတော့ချန်စီယိုနာမှာလူတယောက်ထိုင်နေတာရုတ်တရက်မြင်လိုက်ရတယ်။အဲဒီလူမှာကိုယ်ပေါ်မှာအဝတ်စားလုံးဝမပါပါဘူး။အေးတန်းကြောင့်တဆက်ဆက်တုံရင်နေတယ်။ပုဂ္ဂိုလ်ကြီးကကားကနေဆင်းလာပြီးတနာစိန်နဲ့သူစီကိုရှောက်သွားတယ်။သူကဘာလို့အဝတ်မဝတ်ဖက်နေရလဲလို့မေးလိုက်တယ်။အဲ့ဒီစင်ရဲသားလေးကကျွန်တော်မှအဝတ်မရှိပါဘူးဖြေလိုက်တယ်။ပုဂ္ဂိုလ်ကြီးကဒါဆိုဘာလို့မဝယ်ရလဲထပ်မေးလိုက်တယ်။လူငယ်လေးကကျွန်တော်မှပတ်စံမရှိပါဘူး။ပုဂ္ဂိုလ်ကြီးကထပ်ပြီးဒါဆိုဘာလို့ပတ်စံရဖို့ဘာလို့မကြိုးစားတာလဲအလုပ်ဘာလို့မလုပ်တာလဲလူငယ်လေးကကျွန်တော်ပညာတတ်ပါတယ်ဒါပေမဲ့ဘယ်သူမှအလုပ်မပေးကြဘူးလို့ဖြေလိုက်တယ်ပုဂ္ဂိုလ်ကြီးရဲ့နှလုံးသားလေးလံသွားတယ်သူရှေ့ဆက်သွားတယ်ခြေလမ်းအနေငယ်လျှောက်ပြီးတဲ့နောက်သူနောက်ပြန်လှည့်ကြည့်ကဒီမနေ့ငါအနှွေးတွေယူလာပြီးမယ်ပြောလိုက်တယ်စင်ရဲသားလေးရဲ့မျက်လုံးထဲမှာမျောလင်းချက်တွေဝင်လာခဲ့တယ်ပုဂ္ဂိုလ်ကြီးကအိမ်ထဲဝင်သွားတယ်ဒါပေမဲ့အိမ်ထဲရောက်တော့အခြားကိစ္စတွေနဲ့အလုံးရှုံသွားတယ်။ညကကုန်းလွန်သွားတယ်။မိုးလင်းတော့သူအပြင်ထွက်လာတယ်။လူငယ်လေးကမြေကြီးပေါ်ညင်သက်စွာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။သူသေဆုံးနေပြီ။ပုဂ္ဂိုလ်ကြီးကတုံးလုံးစွာနဲ့ရက်တန်းသွားတယ်။ရုတ်တရက်သူသတိရလိုက်တယ်။အမလေးငါသူ့ကိုအနှွေးတွေယူလာပြီးမယ်လို့ကတိပေးထားခဲ့တာပဲ။သူပုံနီးကပ်သွားပြီ။တည်နေတဲ့လူငယ်ရဲ့လက်ထဲမှာစာတစ်ရွက်ကိုတွေ့လိုက်ရတယ်။စာရွက်ပေါ်မှာခမရဲ့ကလေးကကျွန်တော်ရဲ့တိုက်ပွဲဝင်စိတ်အားကိုယူဆောင်သွားပါတယ်။ကျွန်တော်အဝတ်မပါပဲအေးကလေးညရီများစွာကိုရှင်သန်ခဲ့တယ်။ဒါပေမဲ့မနေ့ညခမရဲ့ကလေးကိုစောင့်မျှော်နေခဲ့တယ်။10မိနစ်တိုင်းမှာအနှွေးတွေရောက်လာမယ်လို့ထင်ခဲ့တယ်။ဒီမျှော်လင့်ချက်ကကျွန်တော်ကိုစောင့်စေခဲ့တယ်။စောင့်နေရင်ကျွန်တော်တည်သွားတယ်။ပုဂ္ဂိုလ်ကြီးတုံရင်သွားတယ်။သူနာကျင်ပွဲအမှန်တရားကိုနားလေသွားခဲ့တယ်။လူငယ်လေးဟာအေးတံကိုသူကြီးပဲတိုက်ထုတ်နိုင်ခဲ့တယ်။ဒါပေမဲ့မဖြစ်နိုင်တဲ့ကလေးရဲ့အမားခံမျှော်လင့်ချက်ကသူ့ကိုအားနေသွားစေခဲ့တယ်။စောင့်မျှော်နေရင်ကသူ့ကိုသိစေခဲ့တယ်။မလုံနိုင်တဲ့ကလေးကိုဘယ်တော့မှမပေးပါနဲ့။ဘာလို့လဲဆိုတော့မင်းကလေးမပေးခင်ကလူတစ်ယောက်ကဘဝကိုသူကြီးပဲတိုင်နိုင်ခဲ့ပေမဲ့မင်းကလေးပေးပြီးတဲ့နောက်ပိုင်းမှာတော့သူတို့ကအမင်းအပေါ်မှီခိုလာကြတယ်။သူတို့ကစောင့်ကြတယ်။ယုံကြည်ကြတယ်။ကိုယ့်ဘာသာတိုက်ထုတ်တဲ့စိတ်ကြိုးစားတဲ့စိတ်ရပ်တန့်သွားကြတယ်။တစ်ချိန်တည်းမှာပဲအခြားသူတွေရဲ့ပြည့်ရတဲ့မျောလင်းချက်ကိုလုံးဝမမီခိုပါနဲ့မျောလင်းချက်ကအားအင်ဖြစ်စေနိုင်ပေမဲ့မျောလင်းချက်အမားတွေကတော့တင့်ကိုအားနည်းစေနိုင်ပါတယ်မျောလင်းချက်ကလှုပ်ဆောင်မှုနဲ့ရှင်သန်မှုကိုအစားထိုးသွားတဲ့အခါအန္တရာယ်ရှိလာတယ်ဘဝဟာဟန်ချက်ညီမှုကိုတောင်းဆိုတယ်ကိုညီဖို့အကောင်းဆုံးကြိုးစားပါဒါပေမဲ့ကိုလုံနိုင်တာကိုပဲကတိပေးပါတကယ်လို့သင်ဟာအကူညီကိုစောင့်မျှော်နေရင်စောင့်နေစဉ်ကိုယ်ပိုင်တိုက်ပွဲဝင်မှုတွေကိုဘယ်တော့မှမရက်တမ်းပါနဲ့အခုနာတော်တာဆင်ခံစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအာတင်းစရာစိတ်အားဖြစ်စေမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။